ကျွန်တော်တို့လူသားတွေအားလုံးအချစ်ကိုကိုယ်တိုင်ခံစားပူခဲ့ကြမှာပါအဲ့တော့ကျွန်တော်တို့တွေတစ်ခါတလေမှာအချစ်ကြောင့် angel တွေလိုမျိုးခါလေကြရင်လည်းပျော်ရွှင်ရတယ်တစ်ခါကျရင်လည်းကြည်နူးရတယ်တစ်ခါလေကြရင်လည်းကျွန်တော် demon လိုမျိုးလဲကြမ်းကြမ်းတန်းတန်းတွေဆူဆူရွားတွေဖြစ်သွားတတ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအားလုံးပြောရလို့ရှိရင်ဒီအချစ်ဆိုတဲ့ဟာနဲ့လည်းမကင်းနိုင်ကြအောင်နော်ဒါပေမဲ့လည်းဒီအချက်ကလည်းခုနပြောသလိုကျွန်တော်တို့ကောင်းခြင်းတွေနဲ့ဆိုးခြင်းတွေနဲ့အများအားတွန်တွဲနေတယ်ဒီလိုအကြောင်းတရားတွေကို illusion X ကဖန်တီးထားပါတယ်ဘယ်လိုဖန်တီးထားသလဲဆိုရင်ကျွန်တော်အခုဝတ်ထားသလိုမျိုးเนาะဒီလို switch shot ပေါ့ switch shot ကိုသူကကျွန်တော်ဒီလိုနှစ်ချမ်းဆက်ထားတယ်တစ်ဖက်ကတော့ကျွန်တော်တို့ light side ပေါ့เนาะ light side ဆိုတာကကြတော့ကျွန်တော်ဒါ angel ဘက်အချမ်းပေါ့ဒါကောင်းတယ်ဆိုတဲ့ဘက်အချမ်းပေါ့ဒီဘက်ကကြတော့ဒါ dark side ပေါ့ dark side ဆိုတော့ဒါပြောမှဆိုဒီမှာ skeleton တွေနဲ့ဘာတွေနဲ့ဒီကျွန်တော်တို့အယိုးစုတွေပေါ့เนาะဒီလိုပုံစံမျိုးလုပ်ထားတယ်လုပ်ထားပြီးတော့ကျွန်တော်တို့ဒီအနောက်မှာလည်းဒါသူ့ရဲ့ illusion X ရဲ့သင်္ကေတဖြစ်တဲ့ဒီ X ကိုကျွန်တော်တို့ skeleton ပုံစံမျိုးပေါ့เนาะ cross လုပ်ထားတယ်ပေါ့အဲ့တော့ဒီအင်ကြီးဖြစ်လာဖို့အတွက်ကိုကျွန်တော်ဒီ illusion X ရဲ့ founder နဲ့ကျွန်တော်နဲ့အတူတူပေါ့เนาะဒါသူကသူလိုချင်တဲ့ဟာလေးတွေပေါ့လေသူဖြစ်ချင်တဲ့ဟာလေးတွေကျွန်တော်တို့ပြောပြတယ်အဲ့တော့ကျွန်တော်ကနေပြီးတော့ဒီလိုဟာကိုဆိုရင်ဘယ်လိုပုံစံမျိုးလုပ်တင်တယ်ဘယ်လိုတော့ဖြစ်တင်တယ်ဆိုတဲ့ဟာမျိုးပေါ့เนาะအဲ့တော့သူ့ကိုလည်းကျွန်တော်အကောင်းဆုံးနဲ့အကြံပေးတယ်အကြံပေးပြီးတော့ကျွန်တော်ဒီဇိုင်းတစ်ခုထွက်လာတယ်ပေါ့အဲ့တော့ဒီဒီဇိုင်းကိုကျွန်တော်တို့ Vertex ကနေပဲဒါအပြီးစီး printing ရောပါရိုက်ထားတယ်ပေါ့အဲ့တော့ဒီအင်ကြီးကိုကျွန်တော်တို့တွေနောက်ွယ်ကနေအစင်စစ်ပြုတ်လုပ်တဲ့ demonstration video လေးလည်းရှိတယ်အဲ့ဒီကောင်လေးတစ်ချက်တော့လိုက်ကြည့်လိုက်ရအောင်ပေါ့เนาะကျွန်တော်တို့တွေပြီးတော့မှဒါကိုဘယ်လိုမျိုးဖန်တီးထားသလဲဆိုတဲ့ဟာလေးကိုဆက်ပြောကြတာပေါ့အဲ့တော့ဒါလေးတွေကိုကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်เนาะကဲအဲ့ဒီတော့ကျွန်တော်တို့တွေ Vertex ဆိုတာကဘယ်လို service တွေလုပ်နေလဲဆိုတာအားလုံးလည်းသိသွားကြလောက်ပဲထင်ပါတယ်ကျွန်တော်တို့ပေးထားတဲ့နာမည်တိုင်းပဲ printing solution ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အဖြေရှာပေးနေတာပါကျွန်တော်တို့ရဲ့ client တွေကိုသူတို့လှုပ်ချင်လာတဲ့ဟာသူတို့ခက်ခဲလာတဲ့ဟာတွေအားလုံးကိုကျွန်တော်တို့အကုန်လုံးတာဝန်ယူပြီးလုပ်ပေးနိုင်အောင်လို့ကျွန်တော်တို့အမြဲတမ်းကြိုးစားနေပါတယ်အဲ့တော့ကိုယ့်ရဲ့ brand ပဲဖြစ်ဖြစ်ကိုထုတ်ချင်တဲ့ product ပဲဖြစ်ဖြစ် idea တွေလိုချင်တယ် idea တွေစဉ်းစားလို့မရဘူးเนาะ printing quality ကောင်းကောင်းနေနဲ့လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Vertex ကအများအားအစင်းသင်းရှိနေမှာပါအားလုံးကျေးဇူးတင်ပါတယ်